ဒီကနေ့ခေတ်မှာကမ္ဘာလူသားတွေဟာတန်ပေါင်း9,000ကျော်ရှိတယ်လို့ဆိုတယ်နိုင်ငံအသီးသီးမှာလည်းပဲလူဦးရေတွေများပြားစွာရှိကြတယ်အရေးချင်းနဲ့တွက်လိုက်လို့ရှိရင်မြတ်ဗုဒ္ဓရဲ့အပေါ်မှာယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်ကဆုံး10ဦးပဲရှိတယ်အဲ့ဒီ10ဦးစိရင်ထဲမှာကိုပါသလားမပါဘူးလားဆိုတာကိုဆန်းစစ်ကြည့်ရမှာဖြစ်တယ်အခြေခံအားဖြင့်ဒီတရားကိုဟောဒီပရိယတ္တိသာသနာဟိတအသင်းကြီးကသာမဏေဆာလျောက်မေဂန်တတိယဆင့်ပြဋ္ဌာန်းကျမ်းစာတစ်ခုဖြစ်တဲ့အင်္ဂုတ္တရနိကေအဲ့ဒီအင်္ဂုတ္တရနိကေမှာတသကနိဗ္ဗာန်မှာပါရှိတဲ့နေထင်ကတ3နဲ့အဝိဇ္ဇပတနာ3နှစ်ခုကိုမြန်မာလိုရှင်းလင်းပြီးတော့ဟောကြားမှာဖြစ်ပါတယ်နေထင်ကတဆိုတဲ့စကားလုံးကမြတ်စွာဘုရားပေါ်မှာတန်တရားမရှိတဲ့ပုဂ္ဂိုလ်တန်တရားမရှိဘူးဆိုတာယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်အဲ့တော့ဘုရားဘာသာဝင်နိုင်ငံကိုယ်တို့ဟာဘုရားပေါ်မှာယုံကြည်ချက်ခိုင်မာတယ်လို့လူတိုင်းဟာပြောနိုင်သလားလို့ဆိုတဘဝတခဏတော့ခိုင်မာခြင်းခိုင်မာမယ်ဒီဘဝကုံဆုံးသွားတဲ့အခါနောက်ဘဝရောက်တဲ့အခါဒီခိုင်မာမှုကရှိချင်မှရှိတော့နော်တန်တရားဘဝပြောင်းသွားတာနဲ့တပြိုင်နက်ဘာသာတရားတွေလည်းပြောင်းသွားတယ်ကိုရောက်ရှိတဲ့အတိုင်းဝိုင်းအားလျော်စွာပြောင်းသွားတယ်ပေါ့မြတ်စွာဘုရားကတော့သူ့ပေါ်မှာယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်ဟာ10ယောက်ပဲရှိတယ်10ဦးဆိုတာအမျိုးအစားအနေနဲ့10ဦးလို့ပြောတာအရေးအတွက်နဲ့ပြောတာမဟုတ်နော်အရေးအတွက်နဲ့ပြောတာမဟုတ်အရေးအတွက်ကတော့နည်းသလားများသလားဆိုတာအခါအားလျော်စွာဆင်ញင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဒီပရိယတ္တိသာသနာဟိတဆိုတာပရိယတ္တိသာသနာဆိုတာသင်ယူကြရတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေလို့အဓိပ္ပာယ်ရတယ်ပရိယတ္တိဆိုတာသင်ယူအပ်တဲ့သာသနာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမဘာသာတရားတွေထဲမှာကြည့်လိုက်မယ်ဆိုရင်ဘယ်ဘာသာမှဘုရားရဲ့အဆုံးအမလောက်များပြားတာလည်းမရှိဘူးများပြားယူမှမကနှစ်ပေါင်း2600ကျော်ကဟောခဲ့တဲ့တရားတွေလေလွင့်ပျက်စီးခြင်းမရှိအောင်မြတ်စွာဘုရားလက်ထက်ကအနေထားတိုင်တည်ရှိအောင်ထိမ့်သိမ်းဆောက်ရှောက်လာနိုင်ခဲ့တဲ့ဘာသာတရားဒီဘာသာတစ်ခုပဲရှိတယ်နော်တခြားဘာသာတရားတွေကိုလေ့လာကြည့်ပါထိုဘာသာဝင်တဲ့ပုဂ္ဂိုလ်တွေလက်ဆွဲပြုပြီးတော့သင်ကြားရတဲ့စာအုပ်လက်တော်ဥစ္စာပဲရှိတယ်လက်တော်ဥစ္စာပဲရှိတယ်မြတ်စွာဘုရားဟောကြားလို့သင်ကြားရမယ့်စာတွေဟာဝိနည်းငါးကျမ်းတယ်ပဲစာမျက်နှာ1000လောက်ရှိတယ်။ဥယျာအပြင်ပြောမယ်ဆိုရင်ဥယျာ40တအုပ်တို့ကိုစာမျက်နှာ300နှုံးနဲ့ဖြတ်မြခြင်းတွက်ကြည့်ရင်တော့2000ကျော်စာမျက်နှာထိအောင်ပြားပြားရသော်ရရဲ့ဆုံးမတရားနှစ်ပေါင်းအားဖြင့်ပြောလိုက်မယ်ဆိုလို့ရှိရင်လည်းဘုရားဘာသာမြတ်စွာဘုရားရဲ့တရားတော်တွေမြတ်စွာဘုရားပေါ်ထွန်းလာတာ BC 900ကျော်လောက်ကပေါ်ထွန်းခဲ့တာဖြစ်တယ် BC ဆိုတာခရစ်တော်မပေါ်မီလို့အဓိပ္ပာယ်ရတယ်ခရစ်ယာန်ဘာသာကိုတည်ထောင်သွားတဲ့ခရစ်တော်အဲဒီခရစ်တော်မမွေးဖွားခင်ကတည်းကနှစ်ပေါင်း900စောပြီးတော့မြတ်စွာဘုရားတရားတွေရှိတယ်အိန္ဒိယနိုင်ငံမှာပွင့်ခဲ့တယ်အဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာ
ဘုရားလက်ထက်ကခွဲခြားချက်အတိုင်းပြောမယ်ဆိုရင်သုတ်တခေယဂါထာဝေယကရဏဥဒါနဣတိဩဒကဇာတကအဘုဒ္ဓဓမ္မဝေရဏလို့ကိုမျိုးခွဲအခုခေတ်ခွဲခြားချက်နဲ့ပြောမယ်ဆိုရင်သုတ်ဝီနိအဘိဓမ္မာသုတ်တန်ရဲ့ဝီနိရဲ့အဘိဓမ္မာရဲ့ခုဒီပရိယတ္တိသာသနာဟိတအသင်းကြီးထဲမှာအသင်းကြီးမှာသာမဏေငယ်လေးတွေသင်ယူဖို့ဆိုပြီးတော့ပြဋ္ဌာန်းထားတဲ့စာအုပ်ကဝိနည်းငါးချမ်းစာမျက်နှာ1000လောက်ရှိတဲ့ဝိနည်းငါးချမ်းပါနော်ဝိနည်းငါးချမ်းငါးအုပ်သုတ်တန်တွေကနိကေ9ရပ်ထဲမှာပါဝင်ဖြစ်တဲ့နိကေတစ်ခုလို့ခေါ်တဲ့သုတ်ပေါင်း9000ကျော်ရှိတဲ့အင်္ဂုတ္တရနိကာယဆိုပါသုတ်ပေါင်း9000ကျော်ရှိတယ်အဘိဓမ္မာကိုတော့အထူးဒီထဲမှာပြဋ္ဌာန်းထားတာမရှိဘူးသို့တော့လူလောကလက်တွေ့လိုက်နာကျင့်သုံးမှုမြတ်စွာဘုရားရဲ့နိတိတပွဲဖြစ်တဲ့အဆုံးအမဒေသနာတော်တွေကိုစုဝေးထားတဲ့ဓမ္မပဒဒေသနာတော်ဂါထာပုဒ်ပေါင်း400ကျော်ရှိတယ်အဲ့ဒီ400ကျော်ကိုဖွင့်ဆိုထားတဲ့အထက်ကထာဝတ္ထုတွေမှတ်သားဖွယ်ရာအဖြစ်ပြက်တွေနဲ့မြတ်စွာဘုရားရဲ့ဆုံးမတဲ့သွန်သင်ချက်တွေဓမ္မပဒဆိုအဲ့တော့ဝီနည်းရဲ့အင်္ဂုတ္တရဲ့ဓမ္မပဒဒီကျမ်းတွေဟာမြတ်စွာဘုရားဟောထားတဲ့တရားတွေထဲမှာအခုဒီပရိယတ္တိသာသနာဟိတအသင်းကြီးကပြဋ္ဌာန်းထားတဲ့ဒီကျမ်းတွေဟာလူတွေရဲ့နေ့စဉ်ဘဝနဲ့အနိကဆုံးဆက်သွယ်တဲ့တရားတွေသာဖြစ်တယ်ဝိနည်းငါးချမ်းကရဟန်းတော်တွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ဥပရိသဖွဲ့ဥပရိလို့ပြောရမယ်မရှိရင်မသိရင်မဖြစ်တဲ့ဘုရားရဲ့ဥပရိကျမ်းတွေပဲဖြစ်တယ်အဲ့တော့ကိုရင်ဘဝမှာဝိနည်းငါးချမ်းလည်းသင်လဲရတယ်အကြောင်းအရာလွန်စွာစုံနဲ့ဆွဲဆုံးကျမ်းကြီးတစ်ဖွဲ့ဖြစ်တဲ့အင်္ဂုတ္တရနိကေကိုလည်းသင်လဲရတယ်အင်္ဂုတ္တရနိကေဆိုတာစိတ်ဝင်စားစရာလွန်ကောင်းတယ်အကြောင်းအရာတစ်ခုကိုမူတည်ထားတဲ့အပိုင်းကတစ်ပိုင်းအဲ့ဒါကိုကျမ်းတစ်ကျမ်းလို့ခေါ်တယ်ဧကနိဗ္ဗာန်လို့ခေါ်တယ်အကြောင်းအရာတစ်ခုစီကြီးပဲသွားတယ်အကြောင်းအရာနှစ်ခုစီကြဒုက္ခနိဗ္ဗာန်အကြောင်းအရာ3မျိုးကတိက္ခနိဗ္ဗာန်အကြောင်းအရာ4မျိုးကြတော့စတုက္ခနိဗ္ဗာန်ပထမဇဲမှာပြဋ္ဌာန်းတာအကြောင်းအရာ5မျိုးကြတော့ပိစကနိဗ္ဗာန်အကြောင်းအရာ6မျိုးကဆက်ကနိဗ္ဗာန်အကြောင်းအရာ9မျိုးကတတ္တကနိဗ္ဗာန်ဒုတိယဇဲလောက်မှာပြဋ္ဌာန်းတာအကြောင်းအရာ10မျိုးကအထက်ကနိဗ္ဗာန်9မျိုးကနဝက10မျိုးကတတ္တက17မျိုးကြတော့ဧကတတ္တကဒါကိုအင်္ဂုတ္တ17ချမ်းလို့ခေါ်တယ်နော်ဆွဲဆုံးကျမ်းကြီးနဲ့အလားတန်တူတယ်ဘုရားဟောထားတဲ့အကြောင်းအရာတစ်ခုကြီးကအစုလိုက်2ခုစီ3ခုစီ4ခုစီဒီနေ့ဟောမဲ့မြတ်ဗုဒ္ဓပေါ်ယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်10ဦးဆိုတာတတ္တကမှာပါတယ်10ဦး10ယောက်10မျိုးအဲ့ဒါတွေကိုတစုတည်းထားအဲ့တော့ပရိယတ္တိသာသနာလို့ဆိုတာလူတိုင်းသင်ယူရမယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေအဲ့ဒီအဆုံးအမတရားတော်တွေကိုလူတွေရဲ့ယင်နဲ့နှလုံးထဲရောက်ရှိလာအောင်အကျိုးပြုတဲ့အသင်းကြီးကိုဟိတလို့ခေါ်တယ်ဟိတဆိုတာအကြောင်းတရားပဲခုခေတ်ပြောနေကြတယ်မဟုတ်လားပရဟိတအသင်းနေဆိုဟိတဆိုတာအင်္ဂလိပ်လိုပြန်ရင် condition လို့ပြန်အခြေအနေကောင်းတယ် good condition မြန်မာပြည်မှာရှိတဲ့ချောညက်တဲ့လမ်းတွေ
ပြောမယ်ဆိုရင် road condition လို့ခေါ်တယ် road condition ကောင်းလို့ရှိရင်ခရီးတူတူရှေ့ပေမဲ့လို့အလွယ်တကူရောက်တယ် road condition မကောင်းဘူးခြိုင်းနေကျင်းနေလှိုင်းနေခဲတွေနဲ့ဆိုရင်အတော်နဲ့မရောက်ဘူးပေါ့အဲ့ဒါအခြေအနေကောင်းတယ်မကောင်းဘူးစီးပွားရေးနဲ့ပတ်သက်လို့ရှိရင်လည်းရောင်းကောင်းတယ်ဆိုရင်အခြေအနေကောင်းတယ်လို့ခေါ်တယ်အဲ့ဒါကိုပါဠိလိုဟိတလို့ပြောစီးပွားရှာလို့ကောင်းတယ်ဟိတပညာသင်လို့ကောင်းတယ်ဟိတဟိတဆိုဒီမှာအခြေအနေကောင်းကိုဆိုလို့တယ်ဟောအခြေအနေကောင်းတာဟုတ်ဟိတမိုးလေဝသအခြေအနေကောင်းတယ်စိုက်လို့ပြုလို့ရတယ်ဒါဟိတအခုငယ်စဉ်ကလေးကရှင်သာမဏေကလေးတွေသိသိလိုက်တာတွေကိုအဆင့်၃ဆင့်ခွဲပြီးတော့သိရှိအောင်လို့ဆိုပြီးတော့သာမဏေစားလျောက်မေးကန်းကွင်းတွေကိုစာမေးတဲ့စာမှုပဲဆိုပြီးတော့ပြဋ္ဌာန်းတာဆိုဒီကွင်းလေးတွေအသက်အရွယ်ရလာတဲ့အခါရဟန်းဖြစ်လာတဲ့အခါသူတို့အတွက်အခုလိုတရားပရိမောတက်ပြီးတော့လူတွေသိဖို့ဟောပြောဖို့ဆိုတာမခဲရင်တော့ဘုန်းကြီးတို့ကိုယ်တိုင်အသက်16နှစ်မှာဒီအသင်းကြီးကစာမှုပဲကိုစတင်ဖြစ်ဆိုခဲ့ကိုရင်ဘဝနဲ့ပထမစဉ်ဖြည့်တဲ့အချိန်မှာဒီအဆောက်အဦကြီးကဆောက်တော့မှရှိသေးတယ်အဆောက်အဦကြီးဖြစ်မြောက်ရေးလှည့်လည်ပြီးတော့တရားဟောနေတဲ့ဓမ္မဂတိကဆရာကြီးဦးလာသိန်းလှည့်ဟောတော့မှရှိသေးတယ်ဆောက်အဦကြီးဆောက်တော့မှပြီးသေး1318ခုထင်တယ်အဲ့ဒီတော့ကဘယ်မှာဖြေရတော့ဆိုတကြတိဟာဖရတဲ့ကဝိဇန္တဓမ္မယုံလို့ခုမဲ့ထားတယ်ဗန္ဓုလဓမ္မယုံအပေါ်ကအမိုးတွေကဒုတိယကမ္ဘာစစ်တဲကဘုံကျဲလို့အမိုးမရှိဘူးနိုင်ရနေပဲရှိတယ်အဲ့ဒီအမိုးဟာလာဟင်းလင်းနဲ့ open ဖွင့်ထားတယ်ဓမ္မယုံအဆောက်အဦပြည့်ကြီးတဲ့မှာဖြေရတယ်ဖြေတဲ့အခါမှာခိုးတွေဟာရှိတယ်ကိုယ့်ပေါ်ခိုးချီပါမချအောင်မနေသတိထားတယ်ရမယံခါပေါ်ခိုးရပြေးရင်နှွားရင်ခိုးချီပါသွားတာတွေလည်းရှိအဲ့တော့အဲ့ဒီမှာပထမဆုံးဖြေရအဲ့ဒီတော့ကအလုံးဖြေဆိုတဲ့ပုဂ္ဂိုလ်ဟာပါတရားလောက်ပဲရှိအောင်တာတော့အတိအကျမမှတ်မိဘူးနဲပါတယ်အောင်တာတတိယစဉ်ဆိုတပါးပဲအောင်တယ်ဒုတိယစဉ်က၄-၅ ပါးပထမစဉ်ကအစိတ်လောက်အဲ့လောက်ပဲအောင်နောက်ဒုတိယစဉ်ဖြည့်တဲ့အခါကျတော့ဒီဥလသိမ့်ဗိမာန်လို့လူတွေကသိကြတဲ့ပရိယတ္တိသာသနာဗိမာန်ကြီးပြီးသွားပြီပြီးတော့ဒုတိယစဉ်မှာဘုန်းကြီးတို့ဒီမှာစာပြီးစာဖြည့်ရစာဖြည့်တဲ့အခါကျတော့အသင်းလူကြီးတွေကလည်းစာဓာတ်ပေတတ်တွေပါတယ်စာကြဘုန်းကြီးဘဝကနေပြီးတော့လူကိုလဲပြီးနေတဲ့ပုဂ္ဂိုလ်တွေပါတယ်အဲ့ဒါသူတို့ကစာရီမမေ့သေးတော့မေးတယ်နာမည်မှတ်မိတော့ပြောမယ်ဆိုရင်ဥပောလို့ဆိုရဥပောက2ပောရှိတယ်ဒီမှာပွဲစားကြီးဥပောက1ယောက်နော်ပွဲစားကြီးဥပော1ယောက်အဲ့ဒီစာမေးတဲ့ကာရကလူကြီးထဲမှာပါတယ်ဥပော1ယောက်အဲ့ဒီဥပောက120လောက်မှလူထွက်လာတယ်လို့ပြောတယ်သူ့ကိုငယ်ငယ်တော့အကြောက်ရဆုံးဘာလို့ဆိုသူကစာမေးတယ်ဟိုမေးဒီမေးသိမေးတယ်သူချီနော်မှတ်မိတယ်ဘုန်းကြီးတို့စိရန်ဒိဋ္ဌတုဒီအသင်းထဲမှာပါတဲ့ဓမ္မရဲ့စိရန်အဲ့ဒါလေးသူမေးတာကိုရင်တို့တဲ့စိရန်လားစိရန်လားပြောစမ်းတယ်အဲ့ဒါအစားပြီးတော့အဲ့တော့သူမေးတာကျေးဇူးတင်ရသတိထားမိသွားတယ်သေးသေးဒီလုံးကြီးတင်နဲ့လုံးကြီးတင်ဆန်ခတ်ရောနေတတ်တယ်ခုခေတ်နော်စိရန်လားစိရန်လားတကယ်ကတော့စိရန်မဟုတ်ဘူးစိတာဖ
တ်တဲ့အခါမှာရောထွေးနေတယ်အဲကြောင့်မို့သူကအဲ့ဒါကိုတတိထားတတ်အောင်သင်ပေးတဲ့အနေနဲ့သင်ပေးတာကိုရင်ဘဝနဲ့ဒီမှာဒုတိယဆင့်ဖြေတယ်ပထမဆင့်လည်းအောင်တယ်ဒုတိယဆင့်လည်းအောင်သွားတယ်တတိယဆင့်မှလည်းပဲဒီမှာဖြေတယ်တတိယဆင့်ဖြေတာအဲ့ဒီတော့ကကိုရင်၃ပါးလည်းပဲရှိတယ်ဘုန်းကြီးပါသို့တော့အဲ့ဒီနှစ်ကပု္ပ္ပာတာခက်တယ်ပု္ပ္ပာခက်တော့၃ပါးလုံးကြာအဲ့ဒီနှစ်ကဘဝမှာသာဝဲပထမဆုံးကြာတာဒါပဲပထမငယ်လည်းမကြခဲ့ဘူးပထမလတ်လည်းမကြဘူးပထမကြီးလည်းမကြဘူးစာကြရန်လည်းမကြခဲ့ဘူးစက်တိုက်အောင်လာခဲ့တယ်အဲ့ဒီတတိယဆင့်ကျမှစကြကိုယ်စိတ်ထဲမှာအမြဲတမ်းသင်္ကေတရှိတယ်သာဝဲဖြည့်ပြီးလို့ရှိရင်ကစက်ထွက်ကနေကြအိမ်မက်ကမက်တယ်ခါတိုင်းအိမ်မက်တွေကသာဝဲကြတယ်လို့ပဲအိမ်မက်မက်တာအကုန်အောင်တယ်အဲ့ဒီတတိယဆင့်ကျတော့အောင်ရင်လို့လားပြောတော့အောင်တယ်လို့မဲ့ပြီးကြာသွားအဲ့တော့ပြောကြတဲ့လူတွေကအိမ်မက်ပြောင်းပြန်တယ်ဟုတ်ကောဟုတ်မလားတော့မသိဟုတ်ကောဟုတ်ပါအဲ့တော့အောင်တယ်လို့မဲ့တာကြာသွားကြာတာမှကစက်ကိုပိတ်သွားတတိယဆင့်ကဗလန့်ကြီးဖြစ်သွားတယ်အဲ့တော့ပု္ပ္ပာလေးအဗဓမ္မခက်ခဲတယ်လို့အမှတ်မရနိုင်တဲ့ပု္ပ္ပာမေကုန်းကကြောက်เสียကောင်းတာဘယ်လိုမေကုန်းကကြောက်เสียကောင်းတော့ဆိုစာမေးတဲ့မေကုန်းนี่1 2 3 4အလုံး10ပုတ်မေးတာတပုတ်နဲ့တပုတ်ခွင်းဆက်တွေမေးပြီဆိုရင်တစ်ခုမှရင်တတိကြီးမှားသွားတာ highway မှာကားကြီးဆင့်ကတိုက်တယ်လို့ပဲအဲ့ဒါလို့နော်ရှင်းကကားကြီးပြည့်ရင်နောက်ကားတွေအကုန်လုံးတိုက်ကုန်ညာအဲ့ဒီနေ့ကမေကွန်ကအဲ့ဒီမေကွန်မျိုးလို့ထင်တယ်တပုတ်မှားလိုက်တာနဲ့တတိကြီးမှားသွားတယ်တပုတ်မှန်ရင်လည်းအကုန်မှန်တယ်အဲ့ဒီနေ့ကတော့ဝိသရယုံတိုက်ဝါစုကျောင်းကနေဖြေတယ်1319ခုနှစ်လို့ထင်တယ်အဲ့ဒီနေ့ကဆောင်းဝဲကြဒါနဲ့စကိုင်းပြောင်းသွားစကိုင်းပြောင်းတာကတော့စကိုင်းသူဘောရအကြောင်းတယ်လို့အဲ့ပြောင်းသွား19ခုနှစ်ကျောင်းစပြီး20ပြည့်နှစ်ကျတော့တခါတတိယဆောင်ဝဲကိုဖြေတယ်တတိယဆင့်ကိုဖြေအဲ့ဒီကျတော့အောင်တဲ့အခါမှာ5ပါးအောင်ရတယ်ဟုတ်ရှိတော့ကတတိယဆင့်ဆိုတပါးပဲကစတဲ့ထုတ်တာတွေ့ဘူးအဲ့နှစ်ကစပြီး5ပါး5ပါးလဲအောင်တကိုးလို့အဲ့ကျမသိခါတိုင်းဆိုရင်တာမဏေကျော်ဆိုရင်တပါးပဲပြီးတယ်လို့ထင်တယ်ရှေးတော့ကတပါးစီရွယ်လာတယ်ဘုန်းကြီးတို့ဒီအသိကြီးထဲမှာရှင်သာမဏေဘဝနဲ့4 နှစ်ရဟန်းဖြစ်တဲ့အခါကျတော့ရဟန်းဘဝနဲ့ကဆောင်းဝဲဖြစ်ရတာစာသင်တန်းက3 နှစ်စာကြတန်းက3 နှစ်6 နှစ်အားလုံး10 နှစ်ဒီအသင်းကလူကြီးတွေရဲ့မျက်နှာတွေ့နေရတယ်ပေါ့နော်ဆောင်းဝဲဖြေတဲ့ကိုတော်တွေလည်းပဲတဝါနဲ့တဝါသိနေတစ်နှစ်လာလဲဒီမျက်နှာတစ်နှစ်လာလဲဒီမျက်နှာမအောင်နိုင်ကြဘူးအတော်နဲ့တချို့လဲဒီမျက်နှာနဲ့ပဲပြီးသွားတာတွေလည်းရှိတယ်အဲ့နှစ်စီလို့ထွက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမနေဘူးတော့အဲ့ဒါလို့ဒီအသိကြီးမှာဆောင်းဝဲဖြေလို့အချိန်နီးကနေဆိုရင်အနှိမ့်ဆက်ဆုံးကဘာလို့ဆိုစီကြီးတီးတာအနှိမ့်ဆက်ဆုံးကိုရင်ဘွားတို့ကပြီးကနေကိုကုန်းရေးနေတဲ့အချိန်မှာစီတီးတဲ့တခါကြီးကမပြောမဆိုဒုံးဆိုချလိုက်တော့ကိုရေးထားတာတွေကလောင်ကချစ်ပြဲသွားတယ်ခြေပြီးသားတွေပြက်ကုန်အဲ့ဒါလို့တောင်ကြုံခဲ့ရတယ်နော်အဲ့ဒီအချိန်မှာလက်အတုံဆုံးအချိန်ပေါ့အချိန်ကစီးတော့မယ်ချိန်စီးကနေဆိုရင်အတန်းတွေကပေးလာပြီလူကြီးတွေကရောက်ရက်ခတ်လာပြီအိမ်ပြန်ခြင်းလုံးနဲ့တူတယ်အဲ့ဒီအချိန်မှာတမာတိတွေပြည့်ပြီးတော့ရေးရတာဒီထဲမှာအချိန်ကြလို့စီတီးတဲ့တခါကြီးကအတန်းမပေးပါမပေးဒုံးဆိုချတကယ်ကို
ဒုံးလို့ချလိုက်တာနဲ့လက်ကတုံပြီးတော့ချစ်ပြဲသွားဒါတကယ်ဖြစ်ခဲ့တာပြောပြနော်အဲ့တော့ပရိယတ္တိသာသနာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသင်ယူတဲ့နေရာမှာဟိတအကျိုးဖြစ်ထွန်းစေတဲ့အသင်ကြီးတို့အခြေအနေကောင်းအောင်လုပ်ပေးတဲ့အသင်ကြီးဒီအသင်ကြီးပေါ်လာသည့်အတွက်ကြောင့်ဘလောက်အခြေအနေကောင်းသွားသလဲဆိုရင်သာဓပိဒရှင်သာမဏေတွေအများကြီးပေါ်လာအခြေခံကောင်းတဲ့ကွင်းလေးတွေသာမဏေတွေအများကြီးပေါ်လာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာရှင်တဲ့နှလုံးထဲကနေပြီးတော့သင်ယူပြီးတော့သိရှိနားလည်မှဘုရားသာသနာဆိုတာသိရှိတာဖြစ်တယ်သဘောပေါက်အောင်ပြောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမဒီလောက်များပြားလှတဲ့ပိဋကတ်3သွဲ့နိကေ9ပြားဓမ္မခန္ဓာပေါင်း84,000ဆိုတဲ့ဒီစာတွေဟာအခုနှစ်ပေါင်း2500ကြာသည်ထိအောင်ဘယ်လိုထိန်းလာသလဲဘယ်လိုထိန်းလာသလဲတချို့ပစ္စည်းတွေကပြရိုက်ထဲမှာထားပြီးထိန်းလာတာနော်ပြရိုက်ထဲမှာထားလာဘုရားပဲပကံခေတ်ကပစ္စည်းဆိုဘုရားပထိုးတွေတို့ပြရိုက်ထဲအားတွေတို့ဒီလိုရတချို့နိုင်ငံတွေမှာနှစ်ပေါင်းများစွာပစ္စည်းမြူဇီယံမှာထိန်းလာခဲ့ကြမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုစာအုပ်တွေပေပရပိုက်တွေကိုမြူဇီယံနဲ့ထည့်ပြီးထိန်းလို့ရလားမရဘူးနော်မင်းတို့မင်းကြီးကကြောက်စာပေါ်ကြောက်ပြားပေါ်ရေးပြီးထိန်းဖို့ကြိုးစားတယ်ကြောက်ပြားဟာကြောက်ပြားပဲကြောက်ပြားပေါ်ရှိနေတာတိုရစ်တွေလာပြီးတော့ကြည့်ဖို့ပဲကမ္ဘာမှာအကြီးဆုံးစာအုပ်ကြီးဖြစ်တန်တော့ကြည့်ဖို့ပဲရှိတယ်သို့တော့အဲ့ဒီထဲကစလုံးတစ်လုံးတောင်သိဖို့မဖြစ်လာဘူးနော်အဲ့တော့မြတ်စွာဘုရားသာသနာတော်ကိုထိန်းနေဆိုတာဘာနဲ့ထိန်းရပရိယတ္တိသင်ယူခြင်းပို့ချခြင်းနဲ့ပဲထိန်းလို့ရတယ်သင်တဲ့ပုဂ္ဂိုလ်ရှိရမယ်သင်ယူတဲ့ပုဂ္ဂိုလ်ရှိရမယ်သင်ကြားပေးတဲ့ပုဂ္ဂိုလ်နဲ့သင်ယူတဲ့ပုဂ္ဂိုလ်အဲ့ဒီနှစ်ဦးနှစ်ဝနဲ့တယောက်တည်းလည်းထိန်းလို့မရဘူးစာချဆရာတွေကစာကြဆရာတော်တွေကစာသင်သားကိုရင်လေးတွေကနေစာပြီးတော့သင်ပေးလိုက်တယ်သူ့တန်းနဲ့သူသဝဲကြီးကိုအောင်ကျင်တဲ့ဇောနဲ့ကြိုးစားအထုတ်လိုက်ကြတယ်စာတွေဟာကိုယ့်ရင်နဲ့နှလုံးနဲ့ရောက်လာတယ်အဲ့ဒါလို့ရုပ်ပြီးရောက်လာပြီးတော့စတ္တပုဂ္ဂိုလ်ဘဝဖြစ်လာတဲ့အခါကိုယ်ကတခါကြီးလာတော့ကိုယ်ရဲ့ငယ်တဲ့ပုဂ္ဂိုလ်တွေကိုပြန်သင်ပေးရပြန်တယ်ပြန်သင်ပေးတဲ့ပုဂ္ဂိုလ်တွေကတက်လာတော့နောက်ထပ်တစ်ခါကိုယ့်ရဲ့ငယ်တဲ့စသင်သားတွေကိုပြန်သင်ပေးတာ generation to generation နော်မျိုးဆက်တစ်ခုကနေမျိုးဆက်တစ်ခုကိုသင်သွားသင်ပြီးတော့ပို့ချပေးသွားအဲ့ဒီနီးနဲ့စာပေတွေထိန်းလာခဲ့တာဖြစ်တယ်အဲ့တော့ဒီအသင်းကြီးရဲ့လုပ်ငန်းချက်ကဘလောက်အရေးပါတယ်ဆိုတာဒါတစ်ခုနဲ့ပဲချီတော့ဒီကနေ့ထိအောင်မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုကြားနာခွင့်ရတယ်ဖတ်ရှုခွင့်ရတယ်ဆိုတာဒီအသင်းကြီးရဲ့ပတ်ပိုးမှုနဲ့စာမဝဲသင်နေကြတဲ့ပုဂ္ဂိုလ်တွေစာကြပုဂ္ဂိုလ်တွေကစာချလို့သင်တဲ့ပုဂ္ဂိုလ်တွေကသင်လို့စင်စက်မပြတ်အခုလို့သွားလူဆိုတာစာအုပ်မင်းတို့မင်းကြီးမရှိပဲသူရဲ့ကြောက်စာတွေရှိတယ်ထိုကြောက်စာတွေကမဖတ်တတ်တဲ့လူတွေဖို့ဘာမှအဓိပ္ပာယ်မရှိတော့ဘူးနော်ဖတ်တတ်တဲ့လူကြောက်စာထဲမှာစလုံးတွေရှိတယ်ဆိုတာတော့သိနိုင်တယ်သို့တော့ဒီအသင်းကြီးရဲ့လောက်ရကြတော့ဘာဖြစ်တော့ဆိုရှင်တဲ့နှလုံးထဲမှာကြောက်စာဘောကစာတွေရင်ထဲရောက်လာအောင်လုပ်ပေးတာပဲဖြစ်တယ်အဲ့တော့လူနဲ့ပဲသယ်ဆောင်လို့ရတယ်မြတ်စွာဘုရားတရားတော်တွေကိုထိမ့်သိမ့်တာလူနဲ့ပဲသယ်ဆောင်ရမှာဖြစ်တယ်စာအုပ်တွေနဲ့ပရပိုက်တွေနဲ့သယ်လို့မရဘူးသင်ပေးခြင်းအဖြစ်သာလေမျိုးဆက်တစ်ခုကနေမျိုးဆက်တစ်ခုကိုပို့ချပေးပြီးတော့သင်သွားမှာသာသနာတော်ဆိုတာအရှိတည်တာဖြစ်တယ်ဒီကနေ့ခေတ်ကိုကြည့်ဒီနာပဲအနိပါမြတ်တော်ကျောင်းတိုက်က
ရွှေဝဝင်းဆရာတော်ဘုရားကြီးပဲကြည့်နော်သူကိုယ်တိုင်ဒီပရိယတ္တိသာသနာဟိတသမှုဝဲမှာရဟန်းဘဝနဲ့ဘိဝန္တဓမ္မစရိယအောင်ပြီးကျောင်းတိုက်ကြီးဖွဲ့ပြီးသူတပည့်တွေသင်ပေးသွားတပည့်တွေကတခါထပ်ဆင့်ပြီးတော့သင်ပေးသွားအဲ့လိုသင်ပေးသွားပြီးတော့မျိုးဆက်တွေဟာမပြတ်ဖက်နဲ့ generation to generation လက်ဆင့်ကမ်းသွားတာပဲဖြစ်တယ်ဘုန်းကြီးတို့အညီဒီလိုပြောမှာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့ဘုန်းကြီးတို့ငယ်စဉ်တုန်းကတတိယဆင့်မှာသင်ယူခဲ့တဲ့သုတ်တံလေးတစ်ခုကျဉ်းချုပ်ပြီးတော့ဟောပြအဲ့ဒီသုတ်တံကိုရင်ဘဝတုန်းကသင်ခဲ့တဲ့သုတ်တံမြတ်ဗုဒ္ဓအပေါ်ယုံကြည်ချက်ခိုင်မာသူပုဂ္ဂိုလ်10ဦးမြတ်စွာဘုရားကမာဂရိဘာသာလို့ခေါ်တဲ့ပါဠိဘာသာနဲ့ဟောတဲ့အတိုင်းစာပေကျမ်းမှာမှတ်တမ်းတင်ထားတယ်ယေကေစီဘိက္ခဝေမယိနိဋ္ဌံကတာသဗ္ဗေတေဒိဋ္ဌိတံပန္နာမြတ်စွာဘုရားဟောတဲ့စကားယေကေစီဘိက္ခဝေမယိနိဋ္ဌံကတာယဟန်တို့ငါပေါ်မှာဖယားအဖြစ်ယုံကြည်ချက်ဆုံးဖြတ်ချက်ရှိတဲ့တန်တရားကင်းတဲ့ပုဂ္ဂိုလ်မှန်သမျှသဗ္ဗေတိဒိဋ္ဌိတံပန္နာတန်တရားကင်းတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဒိဋ္ဌိတံပန္နာဉာဏ်မြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပဲငါပေါ်မှာယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဟာမှန်ကန်တဲ့အမြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒိဋ္ဌိဆိုတာဒီနေရာမှာအသိဉာဏ်လို့ဆိုရမှာပေါ့အသိဉာဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်မြတ်စွာဘုရားဒါဒီစကားလေးကိုဟောငါပေါ်မှာတန်တရားကင်းတဲ့ပုဂ္ဂိုလ်သည်တန်တရားကင်းတဲ့ပုဂ္ဂိုလ်တွေအားလုံးသည်မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အဲ့တော့ဒိဋ္ဌိတံပန္နဆိုတဲ့စကားလုံးကရှမယံခါအသိဉာဏ်နဲ့ပြည့်စုံသူဆိုတာသောတပန်ကိုရည်ညွှန်းပြောတာလည်းရှိတယ်အရိယပုဂ္ဂိုလ်တွေကိုရည်ညွှန်းပြောတာလည်းရှိတယ်မြတ်စွာဘုရားကိုယုံကြည်တယ်ဆိုတဲ့တရားတရားဟာယုံကြည်မှုတသက်နဲ့ကမခိုင်မာဘူးအသိပညာနဲ့ဆုံးဖြတ်နိုင်မှခိုင်မာတာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားငါပေါ်မှာတန်တရားကင်းတဲ့ပုဂ္ဂိုလ်တိုင်းဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ဒီစကားကိုဥတည်ပြီးတော့ပြောတာပြီးတဲ့အခါကျတော့တေတံဒိဋ္ဌိတံပန္နနံပင်စာနံဣဒနေထာပင်စာနံဣဒဝိဟာယနေထာဆိုလိုတဲ့အဓိပ္ပာယ်ကအဲ့ဒီထူးခြားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာတဲ့9ယောက်ကဒီကာမဘုံမှာပဲဒီဘုံဒီလောကမှာပဲအဆုံးသတ်ကြမဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ကျန်တဲ့9ယောက်ကတော့ဒီလောကကိုစွန့်ခွာပြီးတော့နောက်ဘဝကျမှဆုံးသတ်ကြမှာဖြစ်တယ်။နိဋ္ဌာဆိုတဲ့စကားလုံးကဘဝပြီးဆုံးခြင်းလို့ပြောတာ။ဘုန်းကြီးတို့ဘဝတွေကမပြီးဆုံးကြသေးဘူး။သေသည်ချမ်းမဲနဲ့ထပ်ပြီးတော့စကြအောင်မှာဖြစ်တယ်။သေသည်ချမ်းမဲနဲ့မွေးဖွားခြင်းထပ်လာပြန်တယ်။အဲ့လိုမွေးဖွားခြင်းဆိုတာမလာတော့ပဲနဲ့ပြီးဆုံးတယ်ဆိုတာနိဗ္ဗာန်ရောက်တာပြောတာနော်။နိဗ္ဗာန်ရောက်သွားပြီဆိုရင်နောက်ထပ်ပြန်မွေးတာမရှိဘူး။ပြန်မွေးရင်တော့ဇာတိပိစယစရမရဏံလို့ဆိုတဲ့အိုခြင်းသိခြင်းကထပ်လာအောင်မှာ။အဲ့တော့အိုခြင်းသိခြင်းမရှိတော့ပဲနဲ့ဘဝကိုဆုံးသက်သွားတယ်ဆိုတာနိဗ္ဗာန်ချမ်းသာတာလေဖြစ်တယ်။နိဗ္ဗာန်ဘာကြောင့်ရောက်ရသလဲနိဗ္ဗာန်ဟာဘာကြောင့်လိုအပ်သလဲဆိုတာကိုအကြံဉာဏ်လေးပြောပြ။ခွန်ကြီးတို့တွေဒီကနေ့ခန္ဓာကိုရထားကြတယ်။ခန္ဓာကိုအကျဉ်းချုပ်အားပြောမယ်ဆိုရင် body ဆိုတဲ့ရုပ်ခန္ဓာ mind လို့ဆိုတဲ့အသိခန္ဓာအဲ့ဒီ mind နဲ့ body ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာဒီနှစ်ခုကိုရထားဒီနှစ်ခုပေါင်းစပ်နေတဲ့အချိန်လေးမှာ
လူတွေကလှုပ်ရှားကြတယ်စီးပွားရှာကြတယ်ပညာသင်ကြတယ်နော်တယောက်နဲ့တယောက်ဆင်ပြေကြတယ်တယောက်နဲ့တယောက်ရံဖြစ်ကြတယ်ဒီချိန်လေးမှာဒီလိုနေကြအဲ့တော့ကောင်းတာတွေလည်းလုပ်တယ်မကောင်းတာတွေလည်းလုပ်တယ်ကောင်းခြင်းမကောင်းခြင်းအပြစ်ကင်းခြင်းမကင်းခြင်းမလုပ်တဲ့နာလည်းလုပ်တယ်လုပ်တဲ့နာလည်းမလုပ်ဘူးအဲ့ဒီလိုမလုပ်တဲ့နာတွေလုပ်လို့ဒုက္ခတွေရောက်တယ်လုပ်တဲ့နာမလုပ်လို့လေကောင်းကျိုးချမ်းသာတွေပြေဝအောင်မရဘူးဆိုတဲ့အနေအထားတစ်ခုနဲ့ဘဝခရီးကိုဖြတ်သန်းနေကြတာဖြစ်တယ်အဲ့တော့လုပ်တဲ့နာတွေမလုပ်တဲ့နာတွေအတိုင်းလူတွေဟာလှုပ်ဆောင်နေကြသဖြင့်ကြံတွေးတဲ့မနောကံတွေထုတ်ပြောတဲ့ဝစီကံတွေကိုယ်ဒီလျောက်လှုပ်တဲ့ကာယကံတွေဟာလူတွေရဲ့တဏ္ဍာမှာတိုးပွားပြီးတော့ရှင်တဲ့နှလုံးထဲမှာပုံရိပ်တွေဟာပေါ်နေCCTV တက်ထားတဲ့နေရာသွားကြည့်ပုံရိပ်တွေပေါ်လာကိုယ်ဘာလှုပ်တယ်ဆိုတာအဲ့ဒီပဲပုံရိပ်ပေါ်လာဒီတိုင်းဖြတ်တန်းသွားတာလားတခုခုယူပြီးတော့ဖြတ်တန်းသွားတာလားနော်ထိုင်းနေတာလားအိတ်နေတာလားရှိသမျှပုံရိပ်တွေ CCTV ထဲမှာပေါ်တယ်လို့ပဲလူတွေရဲ့စိတ်အစဉ်ထဲမှာလည်းပဲအကောင်းအဆိုးပုံရိပ်တွေပေါ်နေမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုပ်တွေလုပ်နေရင်မကောင်းတဲ့ပုံရိပ်တွေပေါ်နေတာပဲကောင်းတာတွေလုပ်နေရင်ကောင်းတဲ့ပုံရိပ်တွေပေါ်နေဒီပုံရိပ်တွေက CCTV ထဲကပုံရိပ်တွေလို့ဖြတ်လို့ရသလားမရဘူးနော်ဘယ်နာသိနေဆိုတာလဲလူမသိဘူးတကယ်တော့စိတ်ထဲမှာဖြစ်တဲ့ပုံရိပ်တွေဟာစိတ်အစဉ်ထဲမှာပါနေတဲ့သဘောဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေစဉ်းစားကြည့်လူတယောက်ပဲသွားအလင်းအောင်ရှိရင်သူ့ရဲ့အရေးဆိုတာထားခဲ့လို့ရရလားမရဘူးလူသွားရအရေးကပါနေတယ်အဲ့ဒါလိုပဲပုံရိပ်တွေဟာလူတွေမှာပါနေမှာဖြတ်လို့မရဘူးအဲ့ဒီမှာပါတာကောင်းတဲ့ပုံရိပ်လည်းပါတယ်မကောင်းတဲ့ပုံရိပ်လည်းပါတယ်ကောင်းမကောင်းပုံရိပ်တွေဟာအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေမှာဖြစ်မကောင်းတဲ့ပုံရိပ်ကြောင့်ဆိုးကျိုးတွေရပြီးကောင်းတဲ့ပုံရိပ်ကြောင့်မကောင်းတာတွေဖြစ်ပေါ်လာအဲ့ဒါလိုနဲ့တန်တရားခရီးကိုသွားနေကြရတာဖြစ်တယ်အေးကောင်းတဲ့ပုံရိပ်တွေကလွှမ်းမိုးပြီးနောက်ဆုံးမှာကိုချင်းအချင်းဆိုတဲ့ဆင်းရဲဒုက္ခတွေလွတ်ကင်းတဲ့ဘဝတစ်ခုအဆုံးသတ်ခြင်းနဲ့ဝိပဿနာတရားကိုကျင့်ကြံကြိုးကိုပွားများအထောက်လို့ရှင်ထဲမှာတန်တရားမှာမဖြစ်ချင်တော့ဘူးဘယ်ဘဝမှာမကြိုက်တော့ဘူးဘဝကြီးကိုညှိဝှေ့သွားပြီဆိုတဲ့အခါမျိုးမှာကြတော့ဘာဖြစ်လဲတွေ့တာမှုတွေအလုံးကိုဖယ်ရှားနိုင်လိုက်သည့်အတွက်ကြောင့်ဘဝဟာဆုံးသက်သွားတယ်နောက်ထပ်ပုံရိပ်တွေလည်းအလုံးချုပ်ငြိမ်းသွားတယ်ဆုံးသက်သွားတယ်ဒီလိုမဟုတ်ရင်ပုံရိပ်တွေကဆက်ပေါ်နေဥမှာဖြစ်တယ်ပုံရိပ်တွေလုံးဝမရှိတော့ဘဲနဲ့ဘဝကြီးဟာဆုံးသက်သွားတာကိုနိဋ္ဌာလို့ခေါ်တယ်နော်ပြီးဆုံးခြင်းအဲ့တော့ဘုန်းကြီးတို့တွေကတန်တရားခရီးသွားတွေခရီးဆုံးဘုရားဘယ်တော့ရောက်မယ်ဆိုတာမသိဘူးနိဗ္ဗာန်ရောက်ပြီဆိုမှခရီးဆုံးဘုရားရောက်မယ်ကိုသွားနေတဲ့လမ်းခရီးဟာဘယ်လောက်ရှိသလဲတန်တရားခရီးဟာရှည်တဲ့ပုဂ္ဂိုလ်အတွက်ရှည်တယ်တိုးတဲ့ပုဂ္ဂိုလ်အတွက်တိုးတယ်ကိုယ့်ပေါ်မှာမူတည်တယ်တန်တရားခရီးမရှည်ခြင်းလို့ဝိပဿနာတရားအထုတ်ပြီးတန်တရားခရီးကိုတိုးအောင်လုပ်နေကြတယ်တိုးလို့ရအေးပြောနေသေးကဲဆိုပြီးတော့တန်တရားခရီးမှာရှည်သွားခြင်းတဲ့ပုဂ္ဂိုလ်တွေကလည်းရှည်သွားနေမှာအဲ့တော့ရှည်သွားနေတဲ့ပုဂ္ဂိုလ်တွေကဘဝမှာမရှောင်လွဲနိုင်လို့တွေးကြုံရမယ်အရာတွေကဘာတွေတော့ဆိုရင်ဘဝတစ်ခုရလာရင်အိုမယ်နာမယ်သိမယ်ဒါတော့ဘယ်လူမျိုးမှလည်းမရှောင်လို့မရဘူးဘယ်ဘာသာဝင်မှရှောင်လို့မရဘူးဘယ်နိုင်ငံမှမသိတဲ့နိုင်ငံရှိမှဖြစ်ရှိရင်တော့အဲ့ဒီသွားနေရမှာပေါ့နော်သွားနေကြလို့မရဘူးပတ်စံရှိတဲ့လူလည်းသိတာပဲမွဲတဲ့လူလည်းသိတာအလုံးဟာအဲ့ဒီသဘာဝတရားအောက်မှာအလုံးဟာ equally ပေါ့ equality တူညီတဲ့အနေအထားရှိနော်ရုပ်လာသူရောရုပ်ဆိုးသူရောပညာတတ်ရောပညာမဲ့ရော
အသက်ကြီးသူရောအသက်ငယ်သူရောဘာသာရှိသူရောဘာသာမဲ့သူရောဘယ်သူပဲဖြစ်ဖြစ်နော် all are equal under the law ဆိုတာလို့ပဲနော်သေခြင်းဆိုတဲ့အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ the law of nature အောက်မှာအလုံးအတူတူပဲအလုံးမှာတူတူပဲအဲ့ဒီလိုတူတူပဲလို့အိုခြင်းနာခြင်းသေခြင်းဆိုတာတွေကိုစိတ်ပြည့်ငြိမ်းဝေးပြီးမဟုတ်မနာမသေးခြင်းဘူးဆိုလို့ရှိရင်တော့ဝိပဿနာတရားအထုတ်ပြီးနောက်ဆုံးဆုံးသက်တာဖြစ်တယ်အဲ့ဒါကိုအဆုံးသက်တဲ့အခါမှာခုလက်ရှိဘဝကာမဘုံမှာဆုံးသက်မလားသို့မဟုတ်ဖြစ်ပြီးတော့မှဆုံးသက်မလားဆိုတာကိုမြတ်စွာဘုရားကဒီသုတ္တမှာဟောတာနော်ဒိဋ္ဌိသမ္ပန္နနာပညာဉာဏ်အမြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေထဲမှာပင်စနာဣဒနေဋ္ဌာငါးဦးကတော့ဒီဘုံမှာပဲဒီဆိုတာကာမဘုံကိုရည်ညွှန်းတယ်လူဘုံဖြစ်စေနတ်ဘုံဖြစ်စေဒီဘုံမှာပဲအဆုံးသတ်သွားကြလိမ့်မယ်ပင်စနာဣဒဝိဟာယနေဋ္ဌာကျန်တဲ့ငါးဦးကတော့ဒီဘဝကိုစွန့်ခွာပြီးတော့နောက်တနေရာမှာမှအဆုံးသတ်မယ်အဲ့တော့9ယောက်ကိုနှစ်ပိုင်းခွဲလိုက်တယ်ခွဲပြီးတဲ့အခါကျတော့မြတ်စွာဘုရားကသေယုတ်ထုတ်ပြတယ်ဘယ်ပုဂ္ဂိုလ်တွေလဲကာမဘုံမှာဘဝကိုအဆုံးသတ်ပြီးတော့နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်တွေကဘယ်သူတွေတုံးဆိုသောတပန်ပုဂ္ဂိုလ်3ဦးသဂရကပုဂ္ဂိုလ်1ဦးနဲ့ယဟန္တာ1ဦးအလုံး5ဦး5ဦးဆိုတာဒါအလွယ်တကူသိအောင်ပြောလိုက်သောတပန်က3မျိုးသဂရက1မျိုးယဟန္တာ1ပါးအဲ့ဒီပုဂ္ဂိုလ်တွေဟာဒီကာမဘုံမှာပဲသောတပန်ဖြစ်ပြီးကာမဘုံမှာပဲသူတို့ဟာဘဝကိုဆုံးသတ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုကြမှာဖြစ်တယ်လို့သူတို့ဟောတယ်သူဟောတယ်အဲ့ဒီသောတပန်3ဦးဆိုတာဘာလဲဆိုရင်ဘဝမှာတတ္တခတ္တုပရမသူ့အတွက်အလွန်ဆုံး9ဘဝသာတန်မြာထဲမှာမွေးဖွားတဲ့ပုဂ္ဂိုလ်မျိုးတတ္တခတ္တုပရမအလွန်ဆုံး9ဘဝပဲ10ဘဝမရှိဘူးဒါကြောင့်မို့ပေကြီးထဲမှာကြည့်နတေဘဝံအဋ္ဌမမာရိယန္တိသောတပန်ပုဂ္ဂိုလ်တွေဟာ10ခုမြောက်ဘဝမှာ10ခုမြောက်ဘဝဆိုတာသူတို့မှမရှိဘူးနော်နတေဘဝံအဋ္ဌမ10ခုမြောက်ဘဝကိုမရယူကြတော့ဘူး9ဘဝမှာဆုံးသတ်မယ်ကာမဘုံမှာပဲဒီသောတပန်ပုဂ္ဂိုလ်သည်တရားဓမ္မကျင့်ပြီးသဂရကံဖြစ်အနာကံဖြစ်ယဟန္တာဖြစ်ပြီးဘဝမှာဆုံးသတ်မယ်ဒီလိုဆိုလို့ပေါ့နောက်သောတပန်တစ်မျိုးကကောလံဆိုတာ9ဘဝတည်းရော့နေပြီးတော့အများဆုံး6ဘဝ2ဘဝ3ဘဝကနေပြီးတော့အများဆုံး6ဘဝအတွင်းမှာပဲတန်တရားဝကကျွတ်သွားမဲ့ပုဂ္ဂိုလ်ကိုကောလံသောတပန်ပုဂ္ဂိုလ်လို့ခေါ်တယ်နောက်တစ်ယောက်ကိုတော့ဧကဘိစီပဋိသန္ဓေမျိုးစေ့ဘဝမျိုးစေ့တစ်ခုပဲရှိတယ်ဒီဘဝပြီးရင်နောက်ဘဝတစ်ခါပဲမွေးမယ်နောက်ထပ်မမွေးတော့အဲ့တော့2ဘဝတည်းနဲ့ဘဝတစ်ခုဆုံးသတ်ပြီးနိဗ္ဗာန်ရသွားမဲ့ပုဂ္ဂိုလ်အလုံးဟာကာမဘုံမှာနိဗ္ဗာန်ရသွားမဲ့ပုဂ္ဂိုလ်သောတပန်3မျိုးလို့တဂရကံပုဂ္ဂိုလ်ကလည်းကာမဘုံမှာတစ်ချိန်လာမယ်ဆိုတစ်ချိန်လာပြီးတော့ကာမဘုံမှာပဲဆုံးသက်သွားမယ်နိဗ္ဗာန်ရသွားမယ်ပုဂ္ဂိုလ်အဲ့တော့ဆုံးသက်တယ်ဆိုတာသောတပန်ကနေတဂရကံဖြစ်မယ်တဂရကံကနေအနာကံဖြစ်မယ်အနာကံကနေယန္တာဖြစ်မယ်ကြော်လို့တော့မရဘူးနော်သောတပန်ပြီးတဂရကံဖြစ်ရမယ်တဂရကံပြီးရင်အနာကံဖြစ်ရမယ်အနာကံဖြစ်ပြီးယန္တာဖြစ်တယ်ယန္တာဖြစ်ပြီးမှဘဝဆုံးသက်တယ်သောတပန်ဘဝမှာဘဝဆုံးသက်တယ်ဆိုတာမရှိဘူးနောက်ဆုံးကယဟန္တာဖြစ်ရမှာကြီးပဲကောင်းနော်အဲ့တော့ဒီကာမဘုံမှာပဲဆုံးသက်သွားမယ်တဂရကပုဂ္ဂိုလ်ကလည်းပဲတခြားပြမဘုံတွေမသွားတော့ပဲနဲ့လူဘုံနတ်ဘုံမှာပဲ
ယဟန္တာဖြစ်ပြီးတော့အဆုံးသတ်သွားမယ်နောက်တစ်ခုကတော့ယောစဒိဋ္ဌိဝဓမ္မေအရဟလက်ရှိဘဝမှာပဲယဟန္တာဖြစ်သွားတဲ့သူတဲ့ဟုတ်တာပေါ့မြတ်စွာဘုရားလက်ထက်တုန်းကရှင်သာရိပုတ္တရာတို့ဟာရှင်အတ္တစိတ်တရားနာတဲ့အခါမှာသောတာပန်ဖြစ်တယ်မြတ်စွာဘုရားနဲ့တွေ့ပြီးတရားနိလန်းကိုကြည်ကြံကြိုးကိုအားထုတ်တဲ့အခါမှာယဟန်ဖြစ်ပြီး9ရက်မှာရှင်မောဂလန်ကယဟန္တာဖြစ်တယ်15ရက်ကြာတဲ့အခါရှင်သာရိပုတ္တရာကယဟန္တာဖြစ်တယ်သောတာပန်ပြီးရင်တဂရကံနာကံယဟန္တာလို့ဆင့်စဉ်ဖြစ်သွားတော့ပြောတယ်အဲ့ဒီလက်ရှိဘဝမှာယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီဘဝမှာပဲဆုံးသက်သွားတယ်အဲ့ဒီပုဂ္ဂိုလ်5ဦးသောတာပန်3ဦးတဂရကံ2ဦးယဟန္တာ2ဦးအဲ့ဒီပုဂ္ဂိုလ်တွေဒီကာမဘုံမှာပဲနိဗ္ဗာန်ရမယ်ကာမဘုံမှာပဲဘဝအဆုံးသတ်သွားမယ်ပုဂ္ဂိုလ်တွေနိဗ္ဗာန်စံသွားမဲ့ပုဂ္ဂိုလ်တွေ5ဦးဖြစ်နိုင်ခြင်းရှုထောင့်ကနေဟောတာမြတ်စွာဘုရားနော်ဖြစ်နိုင်တဲ့ရှုထောင့်ကဟောတာနောက်တစ်ခါပိစဏံဣထဝိဟာယနေထာကျန်တဲ့ပုဂ္ဂိုလ်5ဦးကတော့ဣထဝိဟာယကာမဘုံကိုစွန့်ခွာပြီးတော့မှပြမဘုံရောက်ပြီးမှဆုံးသတ်မဲ့ပုဂ္ဂိုလ်5ဦးရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကဘယ်သူတွေတော့ဆိုအနာဂံပုဂ္ဂိုလ်5ဦးအနာဂံဆိုတဲ့အဓိပ္ပာယ်ကနာအာဂါမီ non returner ကာမဘုံကိုပြန်မလာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေပဲနော်7တောင်းထွက်သွားတယ်လူနိုင်ငံခြားထွက်သွားပြီးပြန်မလာတော့ဘူးဆိုတဲ့လူနဲ့တူတူပဲအနာဂံဆိုတာပြန်မလာတော့ဘူးဗမာပြည်ကနေအမေရိကန်ပြောင်းသွားတယ်ပြန်မလာတော့လူဘွားကသေသွားပြီးတော့ပြမပြေရောက်သွားတယ်ပြန်မလာတော့ဘူးပြန်မလာဘူးဆိုတာအလဲမလာတာပြောတာမဟုတ်ဘူးနော်အလဲမလာတာမဟုတ်ဘူးဒီကိုလာပြီးတော့ဘယ်တော့မှမမွေးတော့ဘူးလို့ဆိုလို့ပေါ့နော်လူအဖြစ်နဲ့မမွေးတော့တဲ့ပုဂ္ဂိုလ်အနာခံအင်္ဂလိပ်လိုပြန်တော့ non returner လို့ပြန်ကြတယ် non returner အဲ့ဒီလိုပြန်မလာတဲ့ပုဂ္ဂိုလ်5ဦးရှိဘယ်သူတွေတုံးဆိုနံပါတ်1ကအန္တရာပရိနိဗ္ဗာယိပြမဘုံရဲ့တက်တန်းတစ်ခုဆိုပါစို့သုဒ္ဓဝတ္တ5ဘုံမှာပထမဘုံရဲ့တက်တန်းကမဟာကတ်1000မဟာကတ်1000တက်တန်းရှိမဟာကတ်1000လို့ဆိုတဲ့အခါကျတော့မဟာကတ်900စီဆိုရင်တက်တန်းတစ်ဝက်လို့ခေါ်တယ်နော်ကဘာ9000မဟာကတ်ကဘာ9000လို့ဆိုပါစို့ကဘာ1000လို့ဆိုပါအဲ့ဒီ1000ထဲမှာတက်တန်းတစ်ဝက်ဆိုတာ900နှစ်နဲ့ပြောတာမဟုတ်ဘူးကပ္ပဆိုတဲ့စကားလုံးနဲ့ပြောတာကပ္ပဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လိုပြန်တော့အီယန်လို့ပြန်အီယန်ဆိုတာမရည်တွက်နိုင်တော့ရှည်လျားတဲ့အချိန်ပိုင်းကြီးကိုပြောတာနော်နှစ်နဲ့ပြောလို့မရဘူးမရည်တွက်နိုင်အောင်ရှည်လျားတဲ့အချိန်ပိုင်းကိုပါဠိလိုကပ္ပအင်္ဂလိပ်လိုအီယန် AEON အင်္ဂလိပ်စလုံးမှတ်ချင်အဲ့ဒါလိုမှတ်အဲ့ဒါဟာရှည်လျားတဲ့အချိန်ပိုင်းကြီးအဲ့တော့အနာဂံဖြစ်ပြီးတော့ပြမပြေရောက်သွားတဲ့အခါမှာပြမပြေရောက်ပြီးတက်တန်းတစ်ဝက်လောက်မှာယန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်အန္တရာပရိနိဗ္ဗာယိလို့ခေါ်တယ်နော်တက်တန်းတစ်ဝက်မှာယန္တာဖြစ်သွားတော့ကတော့အနာဂံဘဝနဲ့သွားတော့တက်တန်းတစ်ဝက်ဖြစ်သွားပြီဆိုရင်သူဟာအဲ့ဒီမှာပြိဋိဘံစံပြီပေါ့နောက်တစ်ခါဒုတိယပုဂ္ဂိုလ်ကတော့ဥပဟိစ္စပြိဋိဘံတက်တန်းတစ်ဝက်ကိုအနည်းငယ်ကြော်ပြီးတော့မှယဟနာဖြစ်တယ်နော်တက်တန်းတစ်ဝက်နဲ့ယဟနာဖြစ်သွားတာကသူ့ရဲ့ထက်တယ်လို့ပြောတက်တန်းတစ်ဝက်ကြော်သွားတယ်ဆိုဘာ900ဆို900အနေဆုံးသွားတယ်နော်တက်တန်းတစ်ဝက်ကြော်တော့မှကိရိတာကုန်ပြီးတော့ယဟနာဖြစ်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်လည်းပြန်မလာတော့ဘူးဒီမှာနောက်တစ်ခုအသင်္ခါရပရိနိဗ္ဗာယိအသင်္ခါရပရိနိဗ္ဗာယိဆိုလုံလပယောကမဆိုင်ရပဲနဲ့
ကြောင်းရဆိုင်เสียမလို့ပဲနဲ့ automatic ဆိုတာမျိုးလို့သူ့ရဲ့အသိဉာဏ်တွေကထွန်းတက်လာတဲ့အခါကျတော့ပေမေပမကြိုးစားအထောက်မှုမပြုဘဲနဲ့ကိလေသာတွေချုပ်ငြိမ်းပြီးယဟနာဖြစ်သွားတဲ့ပုဂ္ဂိုလ်သသင်္ခါရပြိနိဗ္ဗာန်တကယ်ကိုကြိုးပမ်းအထောက်ပြီးတော့မှယဟနာဖြစ်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာလည်းပဲဒီလောကကစွန့်ခွာပြီးတော့ဓမ္မဘုံရောက်တဲ့အခါမှာတက်တန်းကုံဆုံးမဲ့ပုဂ္ဂိုလ်လောကကြီးဘဝကြီးကိုဆုံးသတ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုတယ်နောက်ဆုံး၅ခုမြောက်ကတော့ဥဋ္ဌံသောတာအကနိဋ္ဌခမိလို့ခေါ်တယ်သူ့ဘဝဟာအထက်ကိုသွားပြီးတော့မှအကနိဋ္ဌဘုံနောက်ဆုံးသုဒ္ဓဝတ္တ၅ဘုံထဲမှာအမြင့်ဆုံးဘုံရောက်တဲ့အခါမှာကိလေသာကုန်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကတတန်းဘုံဘဝတွေမှာတပုံပြီးတပုံကူးနေတဲ့ပုဂ္ဂိုလ်အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ဒီအနာဂတ်၅ဦးဟာဒီဘဝကိုဒီကာမဘုံကြီးကိုစွန့်ခွာပြီးတော့မှဗြဟ္မပြေမှာသွားပြီးတော့ယဟနာဖြစ်ပြီးဘဝကိုဆုံးသတ်မဲ့ပုဂ္ဂိုလ်တွေလို့ခုနကကာမဘုံမှာပဲဆုံးသတ်မဲ့ပုဂ္ဂိုလ်တွေကတော့သောတပန်၃မျိုးတဂရကံတစ်မျိုးယဟန္တာဒီဘဝမှာပဲဆုံးသတ်မယ်အနာဂတ်ပုဂ္ဂိုလ်၅ဦးကတော့ဒီဘဝကိုစွန့်ခွာပြီးတော့ဗြဟ္မဘုံရောက်ပြီးတဲ့အခါကျတော့မှဒီဘဝကိုဆုံးသတ်တဲ့ယဟန္တာပုဂ္ဂိုလ်ဖြစ်နေတယ်လို့အဲ့ဒါဒီတုတ်ရဲ့ဒီဟောပြောတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်ပေါ့နောက်တစ်တုတ်မှလည်းပဲမြတ်စွာဘုရားဒီအဓိပ္ပာယ်နဲ့ဟောထားတာရှိတယ်နောက်တစ်တုတ်ကယေကေစီဘိက္ခဝေမယိပတန္နာအဝိဇ္ဇပတန္နာသဗ္ဗေတိသောတပန္နာအသုံးလေးနည်းနည်းလေးပဲကြွားထားငါပေါ်မှာနှစ်ကာကယုံကြည်တဲ့ပုဂ္ဂိုလ်မှန်သမျှသောတပန်ပဲလို့သူပြောတယ်အဲ့တော့ဘုရားပေါ်မှာနှစ်ကာကကြီးညိုတယ်ဆိုတာအသိဉာဏ်နဲ့ချင်းခုနတော့ကယေကေစီမယိနိဋ္ဌံကတံငါပေါ်မှာတန်တရားကင်းသွားတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဒိဋ္ဌိတံပန္နာအသိဉာဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေနိဋ္ဌံကတံဆိုတာနိဗ္ဗေမတိကာတန်တရားကင်းသွားတယ်အဝိဇ္ဇပတန္တာဆိုတာတကယ်ကိုနှစ်ကာကကြီးညိုတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့တာမန်ကြီးညိုမှုမျိုးမဟုတ်ဘူးဒါကြောင့်မို့ဘုန်းကြီးတို့မြန်မာလူရှင်းရှင်းမှတ်ဖို့ရတော့မြတ်ဗုဒ္ဓအပေါ်ယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်10ဦးနော်ခိုင်မာတယ်ဆိုတာဒီဘဝတွင်ခိုင်မာတာကိုခိုင်မာတယ်လို့ပြောတာမဟုတ်ဘူးတန်တရားမှာပါခိုင်မာသွားတဲ့ပုဂ္ဂိုလ်ဆိုလို့ဒီဘဝတွင်ဉာဏ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကပြောเสียမလို့ဘုန်းကြီးတို့တွေဟာယုံကြည်မှုခိုင်မာကြဗလားလို့ပြောလို့ရှိရင်ဒီဘဝမှာတော့အထိုက်လျောက်ခိုင်မာကောင်းခိုင်မာလိမ့်မယ်နောက်ဘဝမှာဘာသာကြားရဲ့မိဘရှင်ခွင်နဲ့ရောက်သွားရင်ပတ်ဝန်းကျင်ကိုမလွန်ဆန်နိုင်သည့်အတွက်ကြောင့်တခြားဘာသာကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလို့မဆိုနိုင်ဘူးဖြစ်တယ်နော်ဖြစ်သွားနိုင်တယ်သောတပန်မဖြစ်သေးဘူးဆိုလို့ရှိရင်လူတိုင်းဟာယုံကြည်ချက်တွေများသွားနိုင်မြတ်စွာဘုရားကမယိနိဋ္ဌံကတာငါပေါ်မှာအပြီးတတ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုဘုရားဟာဓမ္မဘုရားကျန်တဲ့ဟာကိုလက်မခံတော့ဘူးမြတ်စွာဘုရားဆိုတာဒီပုဂ္ဂိုလ်မှဘုရားဆရာမပြောင်းတော့ဘူးလို့ဆိုလို့ခဏခေတ်မှာဆိုရင်ယုံကြည်ချက်မခိုင်မြဲတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လဲ free thinker ဆိုပြီးဘာသာမဲ့အဖြစ်ပြောင်းကြတယ်နော် free thinker နာမည်လှလေးတတ်ထားတယ် free thinker လွတ်လပ်စွာတွေးခေါ်သူ no religious believer ပြီး religion ကိုမယုံကြည်သူလက်မခံသူဘာသာမဲ့ဆိုတဲ့အဓိပ္ပာယ်တွေနဲ့ပေါ်လာအဲ့ဒါမခိုင်မာတဲ့အဓိပ္ပာယ်ကိုပြကိုယုံကြည်တဲ့ဘာသာပေါ်မှာမခိုင်မာတဲ့အဓိပ္ပာယ်ကိုပြအဲ့တော့ခိုင်မာဖို့ဆိုတာတော်တော်ခဲတယ်ပုထုဇဏဆိုတဲ့အဓိပ္ပာယ်ကပုထုဆိုတာများစွာသောဆရာသမားတွေကိုပ
ပုထုဇဏများစွာသောဆရာသမားတွေရဲ့မျက်နှာကိုကြည့်တတ်တဲ့ပုဂ္ဂိုလ်တွေဆိုလိုတာကဆရာမမြဲဘူးလို့ခေါ်တယ်ဟိုလူကိုဆရာတင်လိုက်ဒီလူကိုဆရာတင်လိုက်ဟိုဘာသာတရားကိုယုံကြည်လိုက်ဒီဘာသာတရားကိုကိုးကွယ်လိုက်နေဆိုတာဆရာများနေတာလို့ခေါ်တယ်ဆရာများတဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်များတော့ဆိုမဆုံးဖြတ်နိုင်လို့မကျေနပ်နိုင်လို့ပဲကိုးကွယ်တဲ့ဟာနဲ့စိတ်ထဲမှာမလုံလောက်လို့ပဲဖြစ်တာဆုံးဖြတ်ချက်မကြနိုင်လို့ပဲဖြစ်တယ်နော်ဒီဘဝဆုံးဖြတ်ချက်အတော်အသင့်ကြနေတဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိနိုင်တော့လည်းပဲနောက်ဘဝရောက်တဲ့အခါကျတော့ပြောင်းသွားပြန်ရောဘဝခြားသွားတာနဲ့တပြိုင်နက်ပြောင်းသွားရင်အတိုင်းဝိုင်းတစ်ခုတည်းရောက်ရင်အဲ့ဒီအတိုင်းဝိုင်းကိုမလွန်ဆန်နိုင်သည့်အတွက်ကြောင့်အတိုင်းဝိုင်းယုံကြည်ချက်အတိုင်းလိုက်ပါသွားပြန်ဒါလည်းမခိုင်မာတာလို့ခေါ်နော်အဲ့တော့ဒီဘဝခိုင်မာတော့လဲနောက်ဘဝမှာပြောင်းသွားနိုင်တယ်ပုထုဇဉ်ဆိုတာဒီဘဝမှာတည်းပဲအမျိုးစုံပြောင်းရတတ်တယ်ပုထုဇဏဆရာများသူလို့အဓိပ္ပာယ်ရကိုးကွယ်တဲ့ဆရာများသူအဲ့ဒီလိုပုထုဇဉ်ဘဝကမလွတ်မြတ်သေးတဲ့ပုဂ္ဂိုလ်သည်မြတ်ဗုဒ္ဓအပေါ်ယုံကြည်ချက်ခိုင်မာသူလို့ပြောလို့မရဘူးဒီစင်းနဲ့ထဲလို့မရဘူးလို့ဆိုလို့မြတ်ဗုဒ္ဓအပေါ်မှာယုံကြည်မှုဟာပြည့်ပြားသွားနိုင်သေးတယ်ပြည့်ပြားသွားနိုင်သေးတယ်ဒီဘဝမပြည့်အောင်ခိုင်မာတော့လဲနောက်ဘဝတွေရောက်တဲ့အခါမှာပြည့်ပြားသွားနိုင်သေးတယ်လူမဖြစ်ဘူးတိရစ္ဆာန်ဖြစ်သွားရင်လည်းပြတ်သွားနိုင်တယ်ငရဲကျသွားရင်လည်းပြတ်သွားနိုင်တယ်အဲ့တော့ပြတ်သွားနိုင်တဲ့အနေအထားတွေကအများကြီးပဲဒီဘဝမှာရှိတဲ့ယုံကြည်ချက်ကလေးဟာမေ့သွားလိုက်တာနဲ့တပြိုင်နက်ဘာမှမှတ်ပြီးတော့မှမဟုတ်တော့မျက်စိနှလုံးမှိတ်လိုက်တာနဲ့နောက်ယုံကြည်ချက်တစ်ခုအဝင်လာတော့အဲ့ဒါကြောင့်မလို့ပုထုဇဉ်တွေရဲ့ဖျားပေါ်ယုံကြည်မှုဟာခိုင်မာမှုဖြစ်ဘူးအရိယာဖြစ်သွားပြီအ ਨੇ ဆုံးသောတပန်ဖြစ်ပြီဆိုတော့မှယုံကြည်ချက်ဟာခိုင်မာသွားတယ်ဘယ်တော့မှမပြောင်းလဲတော့ဘူးမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတွေနဲ့ပတ်သက်ပြီးတော့လေဘယ်တော့မှပြောင်းလဲမှုမရှိတော့ဘူးအ ਨੇ ဆုံးသောတာပန်လို့ခေါ်တဲ့မက္ခသောတာလို့ဆိုတဲ့မဂ္ဂင်၈ပါးရှေ့စည်းကြောင်းနဲ့ရောက်ပြီးတော့နိဗ္ဗာန်လမ်းကြောင်းကနောက်ပြန်ပြီးတော့ဘယ်တော့မှမစည်းတော့တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးဆင့်တာလေမြတ်စွာဘုရားရဲ့အပေါ်မှာယုံကြည်ချက်ဟာခိုင်မာတယ်လို့ပြောဆိုတယ်။ဒါကြောင့်မို့ဒီသုတ်တံမှာမြတ်ဗုဒ္ဓအပေါ်ယုံကြည်ချက်ခိုင်မာသူပုဂ္ဂိုလ်10ဦးဆိုသည်မှာ1တတ္တခတုပရမသောတပန်ပုဂ္ဂိုလ်2ကောလံကောလသောတပန်ပုဂ္ဂိုလ်3ဧကပိစိသောတပန်ပုဂ္ဂိုလ်4တက္ကရာခံပုဂ္ဂိုလ်5ဒီဘဝမှာယဟန္တာဖြစ်သွားတဲ့ယဟန္တာပုဂ္ဂိုလ်6အန္တရာပရိနိဗ္ဗာယီဆိုတဲ့အနာဂံပုဂ္ဂိုလ်9ဥပဟိစ္စပရိနိဗ္ဗာယီဆိုတဲ့အနာဂံပုဂ္ဂိုလ်10အသင်္ခါရပရိနိဗ္ဗာယီဆိုတဲ့အနာဂံပုဂ္ဂိုလ်9သသင်္ခါရပရိနိဗ္ဗာယီဆိုတဲ့အနာဂံပုဂ္ဂိုလ်10ဥဒ္ဒံသောတာအကနိဋ္ဌခာမိလို့ခေါ်တဲ့အနာဂံပုဂ္ဂိုလ်